တနေ့ပြောစရာတွေဖန်တီးဖို့အတွက်ဖနာရီစီမှာ24နိုင်အချိန်ရှိတယ်။လူတိုင်းကကိုပါလုံးနေရရင်ပြောတယ်ဘလို့ရရကိုစစ်မှန်တဲ့ပျော်ရွှင်မှုပေးလဲဆိုတာသိတယ်။ဒါပေမဲ့တော်တော်များများဘာဖြစ်နေကြလဲဆိုတော့တရက်ကိုပေါ်တက်ရောက်လာတဲ့ negative energy တွေကိုတုံ့ပြန်ရင်းနဲ့ပဲအချိန်ကုန်နေကြတာ။ social media ပေါ်မှာပဲဖြစ်ဖြစ်တကယ်လက်တွေ့ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်ဖနာတို့ရဲ့ mood ကိုပျက်စီးအောင်လုပ်နိုင်မဲ့အကြောင်းအရာတွေပျက်စီးအောင်လုပ်နိုင်မဲ့ဒီစိတ်ချုပ်စရာကောင်းတဲ့သူတွေဆိုတာအများကြီးဒါဖနာတို့အများနဲ့ကြုံတွေ့နေကြရတယ်။အဲ့တော့ဒီလိုအရာတွေကိုကဘယ်လို respond လုပ်လဲပုံမူတည်ပြီးတော့ကိုယ့်ရဲ့တနေ့တာပျော်ရွှင်မှုဆိုတာဖြစ်လာတာ။ကိုကသာလူတကာပြောသမျှကိုရင်ဘတ်ကြီးနဲ့ခံစားပြီးတော့ဒေါသစိတ်နဲ့လိုက်ပြောတုံ့ပြန်နေမဲ့အခြေတင်တွေဖြစ်နေမဲ့အငြင်းပွားနေမဲ့ရန်ဖြစ်နေမဲ့ဆိုရင်ကိုတော့လည်းဘာမှကောင်းတာမဖြစ်လာဘူးကိုရဲ့ energy လည်း drain ဖြစ်တယ်ကိုရဲ့ကြည်လင်နေတဲ့စိတ်ကလေးကလည်းချက်ချင်းကိုနောက်သွားပြီးတော့တရက်လုံးပါလို့အဆင်မပြေတာဒါမျိုးတွေဖြစ်တတ်တယ်အားလုံးပဲမင်္ဂလာပါဖနာဖြစ်ပါတယ်ဖနာကိုမသိသေးတဲ့သူလေးတွေအတွက်ဖနာဒီအခုလက်ရှိစစ်တပ်ကတို့နှစ်မှာပညာသင်ကြားနေတဲ့ Year 4 Medical Student တူဖြစ်ပါတယ် Blog by Fiona ဆိုတဲ့ Facebook page မှာလည်းအင်္ဂလိပ်စာသင်ကြားပေးနေတဲ့အင်္ဂလိပ်စာဆရာမတူလည်းဖြစ်ပါတယ်အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့သင်တန်းတွေစုံစမ်းချင်တယ်ဆိုရင်တော့ Fina ရဲ့ဒီ Telegram account နဲ့တစ်ဆင့်စုံစမ်းလို့ရတယ်နော်အဲ့တော့အရေးကြီးတာကဒီလိုမျိုး hate comments တွေ negative thoughts တွေကိုကအရေးကြီးလို့လုပ်ပြီးတော့တုံ့ပြန်စရာမလိုလောက်အောင်လို့ကိုယ့်ရဲ့ emotional reaction emotional stability ကညစ်နေတဲ့အခြေအနေတစ်ခု high ဖြစ်နေတဲ့အခြေအနေတစ်ခုရအောင်လို့ထားပါခဏတို့တွေနေ့လည်ပဲအပြင်ထွက်တဲ့အခါမှာဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုခရမ်းလို့ရောင်ကြီးတက်ရောက်မှုနည်းအောင်လို့ sunscreen တွေလိမ်းကြတယ်ထီးတွေစောင်းကြတယ်အနွေးတွေလက်ရှိဝတ်သွားကြတယ်ဒါကကိုယ့်ရဲ့ဒီ physical health ကိုထိခိုက်မှုမရှိအောင်လို့ကာကွယ်လိုက်တဲ့သဘောအဲ့ဒီအတိုင်းပဲကျွန်တော်တို့ရဲ့အတွင်းထဲမှာရှိတဲ့ emotional နဲ့ mental health ကိုလည်းကာကွယ်ဖို့အတွက်လိုအပ်တာတွေလုပ်ရမယ်။ကိုယ့်ရဲ့စိတ်ကလေးကျန်းမာဖို့အတွက် negative energy တွေမဝင်နိုင်အောင်လို့ကိုကာကွယ်ရမယ်။ဒီလိုကာကွယ်ဖို့အတွက်ကိုယ့်ရဲ့စိတ်ကလေးကျန်းမာဖို့အတွက်ကိုတိုင်းကလည်းသူများတွေကိုလိုက်ပြီးမဝေဖန်ရဘူး။မှန်တာလုပ်ရမယ်၊လုပ်တဲ့တာလုပ်ရမယ်၊လုပ်စရာရှိတာလုပ်ရမယ်။ပြီးတော့ရင်ကိုယ့်ရဲ့လုပ်ရကြောင်သူတစ်ပါးမထိခိုက်သွားဘူးဆိုတဲ့အခြေအနေမျိုးမှာဖြစ်နေရမယ်။ကိုယ်တိုင်ကကြတော့ negative energy ထုတ်နေပြီးသူများတွေကိုဝေဖန်တိုက်ခိုက်နေပြီးတော့ကိုယ့်စီကိုအဲ့ဒီလိုမျိုးဝေဖန်မှုတွေလာတာကိုမခံနိုင်ဘူးဆိုတာကြတော့ဒါယုတ်တိမရှိဘူး။အဲ့တော့ကိုယ်တိုင်က positive energy တွေကိုလိုချင်နေဆိုရင်ကိုယ်တိုင်ကလည်း positive energy တွေကို operate လုပ်နေမှရမှာ။ကိုယုံကြည်မှုရှိတဲ့သူတွေကိုချစ်မြတ်နိုးတဲ့သူတွေကိုလေးစားတဲ့သူတွေကလေသူတို့တယောက်တည်းဖြစ်နေတဲ့အချိန်မှတော့မှတယောက်တည်းတောက်ပနေတာ။သူများရဲ့အမြင်ကြောင့်ပြိုလဲနေမယ်အစားကိုယ့်ရဲ့အသိစိတ်နဲ့ကိုတိုးတက်အောင်စူးစမ်းတယ်ကိုအရေးချင်းရှိအောင်စူးစမ်းတယ်သူတို့ရဲ့လုံနိုင်စွမ်းကိုအချိန်ပြည့်တိုးမြင့်နေကြတာသူတို့ရဲ့ပယောဂကြောင့်လည်းဘယ်သူတဦးတယောက်မှထိခိုက်သွားတာမျိုးလည်းမရှိဘူးအကျိုးရှိသွားတာတွေပဲရှိတာဘာလို့လဲဒီလိုလူတွေကသူတို့ရဲ့ emotional stability ကမြင့်တယ်ပျော်ရွှင်မှုကိုသူတို့ဘာသာသူတို့ဖန်တီးနိုင်တယ်ကို competent ဖြစ်တယ်လို့ခံစားရဖို့အတွက်လူအများကြီးရဲ့ validation ကိုမလိုဘူးလူတွေကသူ့ကိုတော်တယ်ခြင်းမှလူတွေအများကြီးသူ့ကိုဝိုင်းနေမှလူတွေအများရဲ့ attention သူ့စီကိုရောက်နေမှသူ competent ဖြစ်တယ်လို့ခံစားရတာမျိုးမဟုတ်ဘူးဘာလို့လဲဆိုတော့စစ်မှန်တဲ့ competent ဖြစ်ခြင်းဆိုတာကကိုယ့်ရဲ့ရင်ထဲကနေလာတာကိုလေးစားတာကနေကို impress ဖြစ်တာကနေလာတာဒီလိုမျိုး self respect ရှိတဲ့သူ self esteem မြင့်နေတဲ့သူတယောက်ရဲ့ပျော်ရွှင်မှုသူရဲ့တနေ့တာ performance ကိုဘေးပတ်ဝန်းကျင်သူတွေရဲ့ချီးကျူးခြင်းကဲ့ရဲ့ခြင်းတွေကမလွှမ်းမိုးနိုင်ဘူးချီးကျူးခံရတဲ့အခါမှာလည်းမြောက်တက်သွားတာမျိုးမရှိဘူးကဲ့ရဲ့ခံရတဲ့အခါဝေဖန်တိုက်ခိုက်ခံရတဲ့အခါမှာဆိုရင်လည်းစိတ်ကတုံးလုံးခြောက်ခြားမှုမရှိဘူးအဲ့လိုလူမျိုးတွေကို untouchable person လို့ခေါ်တယ်သူတို့ရဲ့ emotional stability အရင် high တယ်ကွာ final လဲ I want to be one of them သူတို့လိုလူမျိုးတွေကတယောက်ဖြစ်ဖို့အတွက်အတက်နိုင်ဆုံးလို့စူးစမ်းနေစေကဲဟုတ်ပါပြီဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါဗီဒီယိုလေးကိုကြည့်ပြီးတော့လည်းအတွေ့တစ်ခုပေါက်သွားမယ်လို့အကျိုးကျေးဇူးတွေအများကြီးရသွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်လည်းအားလုံးကျေးဇူးအများကြီးတင်ပါတယ် Anyway I hope you have a wonderful rest of your day and I'm going to see you in my next video